ဒီကနေ့ကျွန်တော်တို့ရဲ့လူမျိုးတွေဟာတိုင်းပြည်သုံးပြည်မှာပြန့်ကျဲနေပြီလို့ကျွန်တော်တို့စိတ်ဓာတ်အရာတဆူတစီတွေရှိနေပါတယ်ဆိုတာကိုလည်းကျွန်တော်ဒီနေ့ကြောလာကြတဲ့အားလုံးကိုကျွန်တော်ဒီကနေပြန်မှပြောကြလိုပါတယ်အရေးကြီးတဲ့အချိန်ခါရှိတိုင်းသုံးပြည်တော်မှာပြန့်နေတဲ့ကျွန်တော်ချင်းလူမျိုးတွေဟာအချင်းချင်းကိုကြီးရန်ပြင်းခဲ့ကြတာတွေကျွန်တော်တွေ့ရပါတယ်ဒါပြင်ကျွန်တော်နေချာမင်းတွေကကျွန်တော်ချင်းတွေရဲ့နှလုံးသားတွေကိုမခွဲနိုင်ပါဘူးစိတ်ဓာတ်တွေကိုမခွဲဘဲနဲ့ကျွန်တော်ဒီနေချာမင်းဟာကျွန်တော်ချင်းတွေအကြားထဲမှာဘာမှမရှိဘူးဆိုတဲ့ဟာကိုလည်းကျွန်တော်အလေးနဲ့ပြောကြလိုပါတယ်နောက်ဒုတိယချက်နဲ့ဒီနှစ်ပေါင်း52နှစ်ကာလအတိုးတွေမှာလက်အောက်ကနေပထမကျွန်တော်ချင်းတွေကိုလွတ်လပ်ရေးပေးဖို့အထိတောင်းဆိုမှုမျိုးပြုလုပ်ခဲ့တာကိုလည်းကျွန်တော်တွေ့ရပါတယ်တော့1945ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီကိုလိုနီဗြိတိရှကိုလိုနီလက်အောက်မှာကြောက်တဲ့နိုင်ငံတွေရဲ့လွတ်လပ်ရေးရဖို့ဟာအင်မတန်သေးချာတဲ့အနေအထားမျိုးရောက်တဲ့အခါကျတော့ကျွန်တော်တို့ချင်းတွေရဲ့ကာကြမာဟာလည်းဘလို့ဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားလာခဲ့ကြတာဖြစ်ပါတယ်1949ခုနှစ်ဇန်နဝါရီလ29ရက်မှာလုပ်တဲ့အောင်ဆန်းအက်ဒလီစာချုပ်အရကျွန်တော်တို့ဒီအင်္ဂလိပ်တွေကနေပြီးတော့မှတီးကြအောက်ချုပ်ခဲ့တဲ့လူမျိုးတွေရဲ့ကံကြမ္မာဟာအဲ့ဒီလူမျိုးတွေကဆွတ်ဖျက်ရမယ်ဆိုတဲ့သဘောတူညီချက်ရရှိခဲ့တဲ့အတွက်တောင်တန်းဒေသတွေပြည်ရှားဘာမှမရှိတဲ့တိုင်းသားတွေရဲ့အရေးလူမျိုးတွေရဲ့အရေးဟာအင်မတန်မှအရေးပါလာတယ်ဖြစ်ပါတယ်။ဒါကြောင့်1949ခုနှစ်မှာကျွန်တော်တို့ဒီတခြားလူမျိုးတွေနဲ့ပူးပေါင်းပြီးနိုင်ငံတည်ဆောက်ရေးမတည်ဆောက်ရေးကိုဆွေးနွေးဖို့ရအတွက်49ဖေဖော်ဝါရီ6ရက်နဲ့9ရက်နေ့မှာကျွန်တော်တို့ရှမ်းပြည်နယ်ပင်လုံမြို့မှာရှမ်းတိုင်းသားနောက်ကချင်တိုင်းသားချင်းတိုင်းသားတွေရှမ်းပြည်ကချင်ပြည်ချင်းပြည်ပိုင်ဆိုင်ခဲ့တဲ့လူမျိုးတွေဟာတွဲဆုံကြပြီးတော့မှအနာဂတ်သူတို့ရဲ့ကံကြမ္မာကိုဘလို့ဖန်တီးကြမယ်ဆိုတာကိုဆွေးနွေးကြပါတယ်ဒီတော့ကကျွန်တော်တို့ဒီအနာဂတ်တည်ဆောက်မဲ့ပြည်တော်စုကြီးမှာအခွင့်အရေးတူအခွင့်အလမ်းတူရပိုင်ခွင့်တူဒီမိုကရေစီကြခံစားခွင့်ရှိရမယ်။နောက်ကျွန်တော်ဒီပြည်တော်စုမှာနေတာကျွန်တော်တို့အတွက်အကျိုးမထူဘူး။ဘာမှကျွန်တော်တို့အတွက်ကောင်းကျိုးမပေးဘူးလို့ဆိုတဲ့အချိန်မှာကျွန်တော်တို့ဒီယူဆတဲ့အချိန်မှာကျွန်တော်ပြည်တော်စုကခွတ်ထွက်ခြင်းလို့ရှိရင်ခွတ်ထွက်ပန်ခွင့်ရှိရမယ်ဆိုတဲ့အခြေခံနဲ့ကျွန်တော်တို့ပြည်တော်စုမဲ့ပါမယ်ဆိုတဲ့သူတို့ရဲ့သဘောတူညီချက်မျိုးရခဲ့ပါတယ်ဒီတော့ဖေဖော်ဝါရီ10ရက်နဲ့1949ခုနှစ်မှာဘူချောင်းစာမှုပြုတဲ့ဗမာအစိုးရနဲ့ကျွန်တော်တွေ့ပါတယ်ဒီသဘောတူညီချက်ကိုဘူချောင်းစာနဲ့တကွဗမာဦးစရေတွေကသဘောတူညီချက်ခဲ့တဲ့အတွက်ကြောင့်မလို့1949ခုနှစ်ဖေဖော်ဝါရီ12ရက်နေ့မှာပြင်လုံစာချုပ်ဆိုပြီးတော့မှ48ခုနှစ်ဇန်နဝါရီ4ရက်နေ့မှာပြည်တော်စုမြန်မာနိုင်ငံတော်ဆိုတာဖြစ်ပေါ်လာပါတယ်ဒီတော့ကကျွန်တော်တို့ဒီကနေ့ချင်းအမျိုးသားတွေချင်းပြည်ဟာအဲ့ဒီအချိန်ကနေစပြီးတော့မှကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်ဒီတော့ကကျွန်တော်ပြောနိုင်တာတော့ဒီပြည်တော်စုဟာအားလုံး1တီဆောက်ကြတဲ့ပြည်တော်စုဖြစ်တယ်ဆိုတာအခိုင်အမာကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့လူမျိုးတွေဟာကျွန်တော်တို့ဒီပြည်တော်စုမြန်မာနိုင်ငံတော်ကိုဘယ်သူမှမူပိုင်မရှိဘူးအားလုံးနဲ့သက်ဆိုင်တဲ့ကျွန်တော်ပြည်တော်စုဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်အခိုင်အမာပြသတာလည်းဖြစ်ပါတယ်။နောက်တတိယအနေနဲ့ကျွန်တော်တို့ဒီအချုပ်အခြာအာဏာဟာဘယ်သူစီမှာမှမရှိဘဲနဲ့တိုင်းရင်းသားပြည်သူအားလုံးစီမှာရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့အဲ့ဒီစာချုပ်အရကျွန်တော်တို့အခိုင်အမာတွေ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီ50ခုနှစ်တော့အချိန်ကာလ1895ကနေ1942ခုနှစ်ကြားထဲမှာကျွန်တော်တို့အရေးကြီးတဲ့အဲ့ဒီအချက်တစ်ခုကျွန်တော်တို့ဖြစ်ပေါ်လာတာကျွန်တော်ပြောကြလိုပါတယ်ဒီတော့ကကျွန်တော်တို့ဒီဖြစ်စဉ်တွေကိုကြည့်လို့ရှိရင်ကျွန်တော်တို့တိုင်းတစ်ပါးရဲ့လက်အောက်ကိုကြောက်ပြီးတော့မှပြည်တော်စုထဲမှာပါလာတဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ကိုဒီကနေပြီးတော့မှအခိုင်အမာပြသပြီးတော့မှကျွန်တော်တို့ကိုပြောကြတာလည်းဖြစ်ပါတယ်ဒီတော့ကကျွန်တော်တို့ပြည်လုံစိတ်ဓာတ်နောက်ကျွန်တော်တို့ဒီပြည်လုံရဲ့ကတိကဝတ်တွေကိုတွေးဖြီးပြီးတော့မှကျွန်တော်တို့ဘယ်တော့မှ
ပြည်တော်စုကြီးကိုနောက်လာမဲ့အနာဂတ်မှာလည်းတည်ဆောက်မှာမဟုတ်သလိုအဲ့ဒီအခြေခံအချက်ပေါ်မှာပဲပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်ဖို့ကျွန်တော်တို့စွန့်ဖြတ်ထားပြည်သားဖြစ်ပါတယ်ဒါသမိုင်းကြောင်းကကျွန်တော်တို့ကိုပေးထားတဲ့သမိုင်းပေးတာဝန်တရားလည်းဖြစ်ပါတယ်နောက်ပြီးမှကျွန်တော်လူမျိုးတီမျိုးအနေနဲ့ရည်တည်ခဲ့တဲ့အနေအထားမျိုးကိုကျွန်တော်ဘယ်တော့မှအရှုံးရှုံးမခံဘဲနဲ့ကိုယ့်ဒေသကိုယ့်နေမည်မှာကျွန်တော်ချစ်လူမျိုးတွေရဲ့အခွင့်အရေးအခိုင်အမာရရှိဖို့ရာအတွက်သမိုင်းပေးသလိုကျွန်တော်တို့နိုင်တော်အလာကလာမဲ့အချိန်အခါမှာလဲဆွေးဆွေးမဲမဲခိုင်ခိုင်မာမာဒီကိစ္စကိုဆွေးခိုင်ပြီးမှကျွန်တော်ဆက်လက်သွားဖို့ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီကနေပြောကြလိုပါတယ်ချင်းမျိုးသားဘူကော်မတီဝင်များချင်းမျိုးသားတူရေးပေါ်များနဲ့ချင်းမျိုးသားတမော်တမှုကြီးများတမတော်သားများကြောလာကြတဲ့ဧတော်များခင်ဗျဒုတိယပိုင်းအနေနဲ့1948ကနေမှ88ကြားထဲမှာကျွန်တော်ဖြစ်ပျက်ခဲ့အရေးကြီးတဲ့ကိစ္စကိုကျွန်တော်တင်ပြလိုပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြည်လုံးစာချုပ်နဲ့အနီပါစာပါလာကျွန်တော်တို့ဒီပါတီကနေပြီးတော့မှကျွန်တော်တို့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲထားပါတယ်ဒီဥပဒေရေးဆွဲတဲ့နေရာမှာဘူချောဆန်းကနေပြီးတော့ချမှတ်ပြီးတော့မှပါစာပါလာဖွဲ့စည်းရတဲ့သဘောတူညီချက်ခဲ့တဲ့ကျွန်တော်တို့ပြည်တော်စုဖွဲ့စည်းပုံရေးဆွဲရမှာအခြေခံအမဲ့ကိစ္စတွေရှိပါတယ်အရေးကြီးဆုံး၄ချက်ကတော့နံပါတ်1လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရမယ်နံပါတ်2အနေနဲ့အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတစ်ခုဖြစ်ရမယ်နံပါတ်3အနေနဲ့ဒီမိုကရေစီသမရနိုင်ငံဖြစ်ရမယ်နံပါတ်4အနေနဲ့ပြည်တော်စုနိုင်ငံတော်ဖြစ်ရမယ်လို့ကျွန်တော်တို့အဲ့ဒီလိုင်းညွှန်ချက်မှာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့နေရာမှာကျွန်တော်တို့အခြေခံအမဲ့ကိစ္စတွေကိုချမှတ်ခဲ့တာတွေ့ရပါတယ်1949ခုနှစ်မေလ24ရက်နေ့မှာကျင်းပတဲ့ဖာစာပါလာအဖွဲ့ချုပ်ရဲ့ပနာမညီလာခံကြီးထဲမှာသဘောတူညီခဲ့တဲ့အခြေခံမူ14ချက်ထဲမှာနံပါတ်1အခမ်းကဏ္ဍနိုင်ငံတော်တည်ဆောက်ရေးမှာပါတယ်လဲဆိုတော့ဗမာလူမျိုးပါဝင်တိုင်းသားလူမျိုးစုများအတွက်အောက်ချုပ်ရေးဒေသသို့မဟုတ်ပြည်နယ်များဖော်ပြခြင်းဟာမြန်မာပြည်တွင်းမှာရှိတဲ့တိုင်းသားလူမျိုးအားလုံးပြည်လုံးစိတ်တရအဆင့်တန်းအားလုံးတူညီကြဒီဆိုတဲ့ဟာကိုသဘောထားရမည်လို့အတိအလင်းဖော်ပြထားပါတယ်အားလုံးသောလူမျိုးတိုင်းဟာကိုယ်ဒေသကိုယ်ပြည်နယ်ထဲမှာကျွန်တော်တို့ဒီကောင်းမွန်နဲ့ကျွန်တော်တို့နေပြီးတော့မှကိုယ့်ရဲ့နေမေကိုကျွန်တော်လူမျိုးတစ်မျိုးကနေပြီးတော့မှနေမေတစ်ခုပိုင်ဆိုင်ရမယ်ဆိုတာကိုအတိအလင်းကျွန်တော်တို့ဖော်ပြခဲ့တာဖြစ်ပါတယ်နောက်ကျွန်တော်တို့အဲ့ဒီလိုသဘောတူညီခဲ့ပြီးတော့မှကြီးဆွဲခဲ့ပေမလို့1949ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေထွက်ပေါ်လာတဲ့အခါကျတော့ကျွန်တော်တို့ပြင်လုံးကတိကိုပြုတ်လုပ်ခဲ့တဲ့ကိစ္စနဲ့ဖာစာပါလာပနာမညီလာခံနဲ့ချမှတ်ခဲ့တဲ့ကျွန်တော်တို့ဒီအခြေခံမှုနဲ့ကွဲလွဲပြီးတော့မှဒီပြည်ထောင်စနစ်ပုံစံဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့ဒီချမှတ်လာခဲ့တာဖြစ်ပါတယ်ဒီတော့ကအဲ့ဒီချမှတ်လာခဲ့တာနဲ့အညီကျွန်တော်တို့တိုင်းပြည်မှာပြည်တွင်းစစ်မီစတင်ပေါက်ဖွာပြီးတော့မှဒီကနေ့အထိနှစ်ပေါင်း60ကျော်ကျွန်တော်တို့ကြုံတွေ့လာခဲ့တာဖြစ်ပါတယ်အဲ့ဒီပြဿနာတွေထဲမှာကျွန်တော်တို့ဘာပြဿနာအရေးကြီးဆုံးလဲဆိုတော့ကျွန်တော်တို့ဒီတိုင်းသားတွေအားလုံးလူမျိုးအသီးသီးအနေနဲ့ပြည်နယ်ယူခဲ့တယ်လို့ဗမာလူမျိုးတွေကပြည်နယ်မယူဘဲနဲ့ဗမာပြည်မဆိုပြီးမှကျွန်တော်တို့ယူခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီကနေ့မှလည်းပဲတိုင်း9တိုင်းဒေသကြီး9တိုင်းရေလို့ကျွန်တော်တို့ပြန်ပြမှဖွေးကြတာဟာဒီကနေ့ပင်လုံးသဘောတူညီချက်နဲ့ပင်လုံးဂရိကရွက်နောက်ကျွန်တော်တို့ဒီနိုင်ငံတော်တိဆောက်ခဲ့တဲ့ခေါင်းဆောင်တွေရဲ့သူတို့ရဲ့အစီအမံနဲ့သူတို့ရဲ့လိုင်းရင်မှုတွေကိုတွေ့ပြီးပြီးမှကျွန်တော်တို့ပြုတ်လုပ်ခဲ့တာတွေကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါကြောင့်အဲ့ဒါလိုယူချင်းအပြင်လူမျိုးရေးရတော့လကောင်းနိုင်ငံရေးရတော့လကောင်းတန်းတူညီမျှမှုမရှိတဲ့ကျွန်တော်တို့ဒီပြည်တော်စုဖြစ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကနေ့ခိပြဿနာတဲ့အချင်းဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ဒီပြည်နယ်ရဲ့လောက်ပိုင်ခွင့်တွေကိုကန့်တတ်ထားပြီးတော့မှပိုအစိုးရကနေပြီးတော့မှဂျန်တဲ့အာဏာကြီးကိုရယူခဲ့တာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီဗမာပြည်မကနေပြီးတော့ပြည်တော်စုရဲ့အာဏာကိုပါတပေါင်းစီတေးယူလိုက်တာဟာကျွန်တော်တို့ပြဿနာရဲ့အရင်ခါအရင်မိပဲဖြစ်ပါတယ်တော့နေတဲ့ကျွန်တော်တို့လူမျိုးစုလို့တော့ပြည်သူလို့တော့ကိုအာဏာတူမပေးတဲ့အပြင်ပြည်တော်စုအစိုးရကနေပြီးတော့မှပြည်သူလွှတ်တော်နဲ့ကျွန်တော်တို့ဒီ
စွတ်တော်ကိုတာဝန်ခံတာတွေနောက်လူမျိုးစွတ်လို့တော့မှတူညီတဲ့ကူစီလေဆေလွတ်ခွတ်မရှိတဲ့ကိစ္စတွေနဲ့ကျွန်တော်ကြုံတွေ့လာရပါတယ်နံပါတ်၄အနေနဲ့ကျွန်တော်တို့ဒီပြည်နယ်များကိုလုံးဝကူပိုင်အောက်ချုပ်ခွင့်မပေးပါဘူးနံပါတ်5အနေနဲ့ကျွန်တော်တို့ဒီပြည်တော်စုဘာသာရေးဆိုင်ရာ policy ဒီမှာကောင်းမှုမချက်မှန်တဲ့ခဲ့ချင်းမရှိတဲ့အတွက်ကြောင့်ဒီကနေ့အထိဒီပြဿနာတွေကြုံတွေ့လာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီချင်းမျိုးသားတွေဟာတိုင်းသားကြားထဲမှာရှိတဲ့တန်းတူညီမျှမှုမရှိတဲ့ပြဿနာနောက်ပင်လုံစာချုပ်နဲ့၎င်းကတိတွေကိုချူဖို့ခါရတဲ့ပြဿနာနဲ့အခြေခံဥပဒေဆိုင်ရာပြဿနာတွေကိုဒီကနေ့ကြုံတွေ့လာခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့လို့ဒီကိစ္စတွေကိုကျွန်တော်တို့ဒီ1948ခုနှစ်ကနေပြမကျွန်တော်တို့ဒီ1980ခုနှစ်ကြားထဲမှာဘလောက်ထိချူပန်းခဲ့တယ်ဆိုတာတမန်ကျွန်တော်ပြသပြီးဖြစ်ပါတယ်1962ခုနှစ်ဒေါ်ကြီးကြီးလာကမှကျွန်တော်တို့ချင်းမျိုးသားတွေချင်းကောင်းဆောင်တွေအများကြီးတက်ပြီးတော့မှကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကျွန်တော်တန်းတူညီမျှရေးဘယ်လိုရှိရမလဲဆိုတဲ့အားမျိုးကျွန်တော်အခိုင်အမာတင်ပြခဲ့ပါတယ်1962ခုနှစ်အနာလုံးတွေဆွေးနွေးပွဲဒီမှာလည်းပဲကျွန်တော်တို့ဒီကိစ္စတွေကိုအခိုင်အမာတင်ပြခဲ့ပါတယ်1962ခုနှစ်မှာဘူချုပ်ကြီးနေဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းတာလဲအားလုံးသိပြီးဖြစ်ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့မှကျွန်တော်တို့ဒီလွတ်လပ်ရေးရစာကစကတန်းတူညီမျှမှုမရှိတဲ့ပြည်ထနာနဲ့ကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေမကဘဲနဲ့ဒီမိုကရေစီစိတ်သုံးခြင်းပြည်ထနာပါထပ်ဆင့်တိုးလာတာအားလုံးသိပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကနေ့ဒီကိစ္စတွေကိုချင်းအမျိုးသားတရက်လုံးနောက်ကျွန်တော်တို့ဒီတိုင်းသားတရက်လုံးကအကောင်းဆုံးဘယ်လိုဖြည့်ဆင်းရမယ်ဆိုတဲ့ဟောအကျဉ်းချင်းကျွန်တော်တို့ချူပန်းခဲ့တဲ့မှုရှိရေးနောက်ဆုံးခဲ့တဲ့ကျွန်တော်တို့ဒီမိုကရေစီအခွင့်အရေးပြန်လည်ရရှိရေးအတွက်ကျွန်တော်တို့ဒီ48ခုနှစ်ကနေပထမ88ခုနှစ်ကြားထဲမှာဖွတ်တော်အတွင်းမှာဖြစ်စေကျွန်တော်တို့ဒီဥပဒေပေါင်းတွင်းရနေဖြစ်စေအကျဉ်းချင်းကျွန်တော်တို့ကျူးစာပန်းစာလောက်လာခဲ့ပြီးမှကျွန်တော်တို့ဒီအမေရအောင်ကျွန်တော်တို့ကျူးပန်းခဲ့ပါတယ်ဒါပေမဲ့လို့အဲ့ဒီကိစ္စဒီဘာမှအကျိုးသက်ရောက်ခြင်းမရှိခဲ့သလိုအဲ့ဒါလိုကျူးပန်းခဲ့တဲ့ခေါင်းဆောင်တွေနောက်ကျွန်တော်တို့ဒီထောက်ချမှုတွေအကုန်လုံးကိုအာဏာပိုင်တွေကပိတ်ပင်တော့မှဖမ်းဆီးချုပ်နှောင်ထောင်ချမှုတွေနဲ့ကျွန်တော်တို့တွန့်ပြန်ခဲ့တာကိုလည်းတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ1948ကနေပထမ1988ခုနှစ်ကြာကာလအတွင်းမှာကျွန်တော်တို့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကိုကြည့်ရှုလို့ရှိရင်ကျွန်တော်တို့ချင်းမျိုးသားတွေဟာကျွန်တော်တို့ပြည်တော်စုကိုတိဆောက်ခဲ့တဲ့လူမျိုးပြည်တော်စုမှာကျွန်တော်တို့ဒီအဖွဲ့ဝင်ပြည်နယ်တစ်ခုအနည်းနဲ့ပေါင်းခဲ့တဲ့လူမျိုးကျွန်တော်တို့အတက်နိုင်ဆုံးပြည်တော်စုအစိုးရရဲ့ကျွန်တော်တို့လှုပ်ဆောင်မှုမှန်သမျှကိုပတ်ပိုးရင်းနဲ့ကျွန်တော်တို့ဒီအပြောင်းလဲဖက်ကိုဥတည်နိုင်မဲ့ကျွန်တော်တို့အပြောင်းလဲဖက်ကိုကျွန်တော်တို့လှုပ်ဆောင်နိုင်တဲ့ကိစ္စတွေကိုကျူးပန်းခဲ့တော်လဲပဲကျွန်တော်တို့မအောင်မမြင်ဖြစ်ခဲ့ပါတယ်ကျွန်တော်ဒီကြားကာလထဲကိုကြည့်လို့ရှိရင်ချင်းမျိုးသားတွေရဲ့လှုပ်ရှားမှုသမိုင်းမှာ1964နဲ့66မှာဗာလင်မာမလောက်ခဲ့တဲ့ကျွန်တော်ချင်းမျိုးသားတွေချင်းမျိုးချစ်ပုဂ္ဂိုလ်တွေကကျွန်တော်တို့ဒီပြည်သူစီမှာအာဏာပြန်လည်ရရှိရေးကျွန်တော်ချင်းမျိုးသားတွေကချင်းပြည်နယ်မှာကျွန်တော်ချင်းတို့တဲ့ဌာနေမှာကောင်းမှုအာဏာပြန်လည်ရရှိရေးအတွက်ကျူးပန်းခဲ့တယ်မို့လို့အဲ့ဒီကျူးပန်းချက်ဟာအရာမရောက်ခဲ့ပါဘူးမအောင်မီခဲ့ပါဘူး1990ကနေစပမချင်းဒီမိုကရေစီပါတီထိုင်းမြန်မာနယ်စပ်မှာစတင်ဖွဲ့စည်းပြီးမှကျွန်တော်တို့ဒီအပြောင်းလဲဖြစ်ပေါ်လာရေးအတွက်ချင်းမျိုးသားတွေကနေပြီးကိုကျမကိုဖန်တီးခွင့်ရရှိရေးနောက်ကျွန်တော်တို့ဒီကိုပြည်နယ်မှာကျွန်တော်တို့ကောင်းမှုအောက်ချုပ်ခွင့်ရရှိရေးအတွက်ကျူးပန်းခဲ့ပါတယ်ဒါပေမဲ့လို့အဲ့ဒီကျူးပန်းချက်ဟာလည်းပဲကျွန်တော်တို့ပြည်တွင်းထဲမှာမရောက်ခင်မှာပဲကျွန်တော်ချီမိုးခြင်းခါရတာဖြစ်ပါတယ်ဒါဒီကြားကာလထဲမှာကျွန်တော်ချင်းမျိုးသားတွေဟာမျိုးသားကြီးလှုပ်ရှားမှုမေရပြုလို့ချင်းမရှိသလိုကျွန်တော်အာဏာရနေတဲ့ကျွန်တော်တို့အစိုးရတွေနဲ့ကျွန်တော်ပူးပေါင်းပြီးတော့မှအထက်ကနေပြီးတော့မှကျွန်တော်တို့ဒီအပြောင်းလေးတွေလုပ်နိုင်ဖို့အတွက်ကျူပန်းခဲ့တဲ့ကာလဖြစ်တယ်လို့ကျွန်တော်ဒီကနေပြီးတော့မှတင်ပြလိုပါတယ်နောက်ကျွန်တော်တို့ဒီ1988ကနေပြီးတော့2017ခုနှစ်အကြားမှာဖြစ်တဲ့အဖြစ်အပျက်ကိုကျွန်တော်အနည်းငယ်ကျွန်တော်တင်ပြလိုပါတယ်ဒီတော့ကကျွန်တော်တို့ဒီ1948ကနေ88ကြားထဲမှာကျွန်တော်တို့ချင်းမျိုးသားတွေရဲ့ကျူပန်းမှုတွေကျွန်တော်တင်ပြခဲ့တဲ့ဟာဒီမရတဲ့အဆုံးကျွန်တော်တို့ဘလို့မှ
ရွေးချယ်စရာနီးလားမရှိတော့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ချင်းမြို့ချစ်ပုံကိုယ်တွေဟာ1988ခုနှစ်မတ်လ20ရက်နေ့မှာချင်းအမျိုးသားတပ်ဦးချင်း National Front ကိုကျွန်တော်တို့တီထောင်ပြီးတော့မှအမျိုးသားတော်လှန်ရေးကိုစလုပ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်ရေးရပြီးနှစ်ပေါင်း40လုံးကျွန်တော်တို့ရဲ့ပင်လုံတတိကဝတ်နဲ့ပင်လုံစာချုပ်ရပြည်တော်စုကိုတည်ဆောက်ခဲ့တဲ့အနေအထားမျိုးနောက်ကျွန်တော်တို့ဒီပြည်တော်စုကိုဘလို့တည်ဆောက်မလဲကျွန်တော်တို့တိုင်းတူညီမျှမှုနဲ့ကျွန်တော်တို့ဒီအတိုင်းသားအားလုံးတာတူညီမျှရှိတဲ့တိုင်းပြည်တည်ဆောက်ပြီးတဲ့ကျွန်တော်ကျူးပန်းခဲ့ပဲမလို့မအောင်မီခဲ့တဲ့နောက်ဆုံးမှာကျွန်တော်ရွေးချယ်စရာလားမရှိလို့လက်နဲ့ကိုင်တော်လှန်ရေးလမ်းစဉ်နဲ့အတူအဲ့ဒီတော်လှန်ရေးကိုကျွန်တော်တို့စပြီးတော့မှဆင်နွှဲလာခဲ့တာဖြစ်ပါတယ်ဒီတော့ကအဲ့ဒီချင်းမျိုးသားတော်လှန်ရေးစတင်လာတဲ့တပြန်နဲ့ကျွန်တော်ချက်မှတ်ထားခဲ့တဲ့ကျွန်တော်တို့ဥတီချက်တွေရှိပါတယ်ပထမအဆုံးကတော့ကျွန်တော်တို့ Federal ပြည်ထောင်စုတည်ဆောက်ရေးဒါကျွန်တော်တို့ချင်းမျိုးသားတပ်ဦးရဲ့ရည်မှန်းချက်ပန်းနိုင်ဖြစ်တယ်လို့ပြည်လုံးစာချုပ်ကလေးကကျွန်တော်ပြည်ထောင်စုတည်ဆောက်ကလေးကကျွန်တော်တို့ချင်းမျိုးသားတွေကချက်မှတ်ခဲ့တဲ့ချင်းမျိုးသားတွေကတဘောတူငွေချက်ယူပြီးမှတခြားလူမျိုးတွေနဲ့လှုပ်ဆောင်ခဲ့တဲ့အချက်လေးဖြစ်ပါတယ်အဲ့ဒီဖရယ်ပြည်တော်စုတည်ဆောက်မှာအရေးကြီးဆုံးကတော့ကျွန်တော်တို့ဘူပန်ပြဋ္ဌာန်းခွင့်ရှိတဲ့အမျိုးသားပြည်နယ်နေတဲ့အဲ့ဒီဖရယ်ပြည်တော်စုကိုတည်ဆောက်ပဲဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တွေကိုအာဏာတူပေးဖို့နဲ့ပြည်နယ်ဒီမှာကျွန်တော်တို့အာဏာဒီအကုန်လုံးလွှဲပြီးတော့မှကျွန်တော်တို့ဒီပြည်တော်စုကိုအာဏာကန့်သတ်ပေးရမှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ချင်းမျိုးသားတပ်ဦးရဲ့ Federal တည်ဆောက်ရေးမှာအရေးပါတဲ့အချက်ဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ဒီ1988မတ်လ20ရက်နေ့မှာစတင်ခဲ့တဲ့ချက်မှတ်ခဲ့တဲ့မူဝါဒကတော့ကျွန်တော်တို့ဒီမိုကရေစီစနစ်ထွန်းကားရေးပဲဖြစ်ပါတယ်ဒီဒီမိုကရေစီစနစ်ထွန်းကားရေးမှာကျွန်တော်တို့1895ခုနှစ်မတိုင်ခင်ကချင်းနေရပါစံခဲ့တဲ့မွေရပါခွင့်ရေးအခြေခံခွင့်ရေးနောက်ကျွန်တော်တို့ဒီပင်လုံရတာခါမှာကျွန်တော်အတူတကွလက်မ YouTube မှာတောင်းဆိုခဲ့တဲ့အခွင့်အရေးတွေကိုကျွန်တော်တို့အဲ့ဒီဒီမိုစီထွန်းကားရေးမှာကျွန်တော်တို့ဒီထည့်သွင်းထားတာဖြစ်ပါတယ်ကျွန်တော်အရေးကြီးတဲ့ဟာတွေပြောရမယ်ဆိုလို့ရှိရင်လွတ်လပ်နဲ့ပြောဆိုရေးသားအတင်းပြင်းဖွဲ့ပန်ခွင့်ဒီကျွန်တော်အဲ့ဒီဒီမိုကရေစီတဲမှာကျွန်တော်ရှိရပါမယ်နောက်ကျွန်တော်တို့ဒီပြည်သူလက်ထဲမှာတိုင်းသားတွေရဲ့လက်ထဲမှာကျွန်တော်တို့ဒီအချုပ်ချာအာဏာရှိလာဖို့ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပါတီတွေထောင်ပြီးတော့မှအဲ့ဒီပါတီမှာအားလုံးလွတ်လပ်ပါဝင်နိုင်ဖို့ကိုလူချင်းတဲ့ပါတီကိုမေးပေးနိုင်ဖို့ကိုလူချင်းတဲ့ပုံကိုယ်တွေကိုရွေးချယ်နိုင်ဖို့ဒီဟာအရေးပါတဲ့ကျွန်တော်တို့ဒီရဲ့ဒီမိုကရေစီထွန်းကားရေးမှာပါဝင်တဲ့အချက်တွေဖြစ်ပါတယ်နောက်တတိယအနေနဲ့ကျွန်တော်တို့ဒေါ်လာရေးနှစ်ပေါင်း25နှစ်မြောက်လောက်လာခဲ့တဲ့တတိယရည်မှတ်ချက်ကတော့ချင်းမျိုးသားတွေရဲ့ကိုပိုင်ပြဋ္ဌာန်းကိုပြန်လည်ရရှိရေးပဲဖြစ်ပါတယ်ဒီကိုပိုင်ပြဋ္ဌာန်းကိုပြန်လည်ရရှိဆိုတဲ့နေရာမှာကျွန်တော်တို့ဒီဘာသာစကားယဉ်ကျေးမှုအားလုံးကျွန်တော်လွတ်နဲ့တင်ကြားခွင့်လွတ်နဲ့ကျွန်တော်မြင့်တင်ခွင့်ရရှိဖို့လည်းဖြစ်ပါတယ်နောက်ကျွန်တော်တို့ဒီပြည်နယ်ဒီမှာဖွဲ့စည်းဖို့အခြေခံဥပဒေအတိုင်းမှာကြီးထားပြီးတော့မှအဲ့ဒီဥပဒေအရကျွန်တော်တို့တိုင်းပြည်ကိုအောက်ချောက်လာမှာဖြစ်ပါတယ်အောက်ချောက်ရမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ချင်းရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးအသီးသီးမှာလည်းပဲကျွန်တော်တို့ဒီကိုကျမကိုဖန်တီးကိုပိုင်ပြဋ္ဌာန်းကိုအတိအလင်းရှိဖို့ဟာချင်းမျိုးသားတဦးရဲ့ကျွန်တော်ပကတိမူလရည်မှန်းထားတဲ့အချက်တွေဖြစ်ပါတယ်ဒီတော့ကကျွန်တော်ဒီကနေ့ဆိုလို့ရှိရင်25နှစ်တိုင်ကျွန်တော်တို့တိုင်နေပါပြီဒီတော့ကဒီ25နှစ်လုံးမှာကျွန်တော်တို့ဘာဖြစ်ပျက်ခဲ့လဲဆိုတာအကျဉ်းဆုံးကျွန်တော်ပြောကြလိုပါတယ်ဒီတော့ကကျွန်တော်1895ကနေ1948ခုနှစ်အထိ1948ကနေပထမကျွန်တော်တို့ဒီ1988ခုနှစ်တိုင်ကျွန်တော်တို့ကျုံတွေ့ရခဲ့တဲ့တမိုင်းကြောင့်အကျဉ်းကိုကျွန်တော်ပြောကြပြီးဖြစ်ပါတယ်ခုကတော့1988ကနေ2017ကြားထဲမှာကျွန်တော်ဖြစ်နေတဲ့ပါတီတွေမှာကျွန်တော်ဖြစ်ခဲ့တဲ့အစိတ်ပိုင်းလေးတချို့ကိုကျွန်တော်တင်ပြလိုပါတယ်နံပါတ်1ကတော့1988ခုနှစ်ကနေပြမ1992ကာလကြားတဲ့၄နှစ်ကာလကိုကျွန်တော်တင်ပြလိုတယ်အဲ့ဒီကာလတွေမှာကျွန်တော်ပါတီတွေမှာကျွန်တော်စီလုံးညီညွတ်မှုရင်းရန်ခဲ့ပါတယ်ကျွန်တော်အားနေခဲ့တဲ့အချိန်ကဖြစ်ပါတယ်နောက်ခေါင်းဆောင်ပိုင်းအတွင်းမှာကျွန်တော်မကြေမလည်မှုတွေကျွန်တော်အားရင်ပြန်ဆိုင်မှုတွေကျွန်တော်ဖြစ်ပေါ်ခဲ့ပါတယ်
နောက်အဲ့ဒီအချိန်ကာလတွေမှာကျွန်တော်တို့ဒီခေါင်းဆောင်ပိုင်းမှာရောပါတီတွေမှာရောအကျဉ်းစာရိုက်ပြက်ပြခဲ့တဲ့အနေအထားမျိုးကျွန်တော်တို့ရှိခဲ့တာဖြစ်ပါတယ်နောက်ပြီးမှအဲ့ဒီကာလတွေမှာကျွန်တော်တို့ဒီလက်သေးလိုက်ယူမှုချစားမှုတွေနဲ့ကျွန်တော်တို့ပါတီတွေမှာဖြစ်လာခဲ့တာလည်းကျွန်တော်တို့ဒီတွေ့ရပါတယ်ဒီတော့ကကျွန်တော်အဲ့ဒီပထမပိုင်းဒီကနဲ့ဆက်နေကြကျွန်တော်တို့ပါတီရဲ့ကျွန်တော်တက်မလို့ရဲ့လှုပ်ရှားမှုဟာအားလုံးဖြစ်နေဒုတိယချက်အနေနဲ့1993ခုနှစ်ကနေပထမ1998ခုနှစ်ချင်းမျိုးသားတပ်ဦးရဲ့လမ်းကြောင်းကိုကျွန်တော်အနေနဲ့ကျွန်တော်သွားနေတဲ့ခရီးစဉ်ကိုကျွန်တော်တင်ပြလိုပါတယ်ဒီတော့က93ခုနှစ်96ခုနှစ်မှာကျွန်တော်တို့ဘာလုပ်ခဲ့တယ်လဲဆိုတော့ပါတီတီဆောက်ရေးကိုကျွန်တော်အကြီးကြီးလုပ်ခဲ့ပါတယ်အဲဒီပါတီတီဆောက်ရေးလုပ်တဲ့နေရာမှာပါတီရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနောက်ပါတီရဲ့ကျွန်တော်တို့ဒီစီမင်းစည်းကမ်းရေးဆွဲရေးနောက်စစ်ဖက်ဆိုင်လိုင်းရင်ဥပဒေအစကျွန်တော်ပါတီမှာရှိတဲ့ဥပဒေဒီနည်းဥပဒေအားလုံးကိုကျွန်တော်ချမှတ်လာခဲ့တာဖြစ်ပါတယ်ဒါပြင်ကျွန်တော်တမတော်အင်အားကောင်းအတွက်တမတော်တီဆောက်ရေးလုပ်ငန်းကိုလည်းကျွန်တော်တို့တစိုက်မမပြုတ်လောက်လာခဲ့ပြီးတော့မှကျွန်တော်တို့ဒီမြောက်ပိုင်းတိုင်းစစ်ဒေသအလေပိုင်းတိုင်းစစ်ဒေသတောင်ပိုင်းတိုင်းစစ်ဒေသစူပမာစစ်ဒေသတွေကိုလည်းကျွန်တော်တို့ချပြုတ်လောက်လာနိုင်ခဲ့တာဖြစ်ပါတယ်နောက်တတိယချက်နဲ့တော့ကျွန်တော်အခြေခံဒေသတွေကိုလည်းကျွန်တော်တို့ဒီတိဆောက်ရေးလုပ်ငန်းအပတ်တကုတ်ကျူးစားပြီးတော့မှလှုပ်ဆောင်ခဲ့တဲ့ကာလလည်းဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ပြည်သူလူထုစီမှာစပြီးတော့မှစီယုံရေးစတင်ဝင်ရောက်ခဲ့တဲ့အချိန်ကာလအပိုင်းခြားလည်းဖြစ်ပါတယ်နောက်ပြီးမှကျွန်တော်ဒီပြည်သူတော်လှန်ရေးဖြစ်တဲ့နေပြည်သူတရက်လုံးကကျွန်တော်အမျိုးသားတော်လှန်ရေးကျွန်တော်ချင်းမျိုးသားတွေရဲ့ကိုယ်ကျမကိုဖန်တီးခွင့်ရရှိရေးအတွက်ကျွန်တော်ပြည်တော်စုကြီးကိုဖက်ဒရယ်ပြည်တော်စုကြီးဖြစ်နေတိဆောက်ဖို့ရအတွက်ကျွန်တော်ပြည်သူရဲ့တာဝန်ဒီကိုလေတတ်မှတ်ပြီးတော့မှပြည်သူကိုတာဝန်ပေးပြီးတော့အမျိုးသားတော်လှန်ရေးကာလကိုကျွန်တော်တို့ရှောက်လန်းခဲ့တာဖြစ်ပါတယ်ဒီတော့ကကျွန်တော်တို့ဒီကာလအတော်တွေမှာပါတီကနေပြီးတော့မှကျွန်တော်ရဲ့မူဝါဒလမ်းစဉ်တွေကျွန်တော်ရည်မှန်းချက်တွေအကောင့်ထဲပေါ်နိုင်ရေးအတွက်တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကိုလည်းကျွန်တော်ချမှတ်ပြီးတော့မှဒီကနေ့အစိုးရနဲ့ဆွေးနွေးတဲ့ကိစ္စတွေဟာအဲ့ဒီအချိန်ကလေးကချက်မှတ်ခဲ့တဲ့ကျွန်တော်ရဲ့မူဝါဒလမ်းစဉ်တွေဖြစ်ခဲ့တဲ့ဆိုတာကိုကျွန်တော်တင်ပြလိုပါတယ်ဒီတော့ကဒီကာလအတွင်းမှာကျွန်တော်တက်မတော်ရဲ့အနေအထားကိုတဆုံတရာတိဆောက်နိုင်ခဲ့တယ်နောက်ပါတီရဲ့အနေအထားကိုလည်းခိုင်မာအောင်ကျွန်တော်တဆုံတရာတိဆောက်နိုင်ခဲ့တဲ့ကာလဖြစ်တယ်လို့ကျွန်တော်ပြောကြားလိုပါတယ်နောက်တတိယပိုင်းကိုတော့1998ကနေပထမ2003ခုနှစ်ကြားထဲမှာကျွန်တော်ပါတီရဲ့လှုပ်ရှားမှုတစိမ့်ဒေသလေးကိုကျွန်တော်တင်ပြလိုပါတယ်ဒီ98ကနေ2003ကြားထဲမှာကျွန်တော်ဘာချက်မှတ်ခဲ့တယ်လဲဆိုတော့ကျွန်တော်ပြည်တွင်းမှာပါတီတိဆောက်ရေးတွေတမတော်တိဆောက်ရေးတွေအခြေခံဒေသတိဆောက်ရေးတွေပြည်သူတော်လှန်ရေးဖြစ်ပေါ်လာရေးအတွက်လိုအပ်တဲ့တဆုံတရာလှုပ်လိုက်ခဲ့တဲ့အတွက်ကြောင့်ဒီအရာတွေကိုဖြစ်စေနိုင်ဖို့ရအတွက်နိုင်ငံတကာကိုစပြီးတော့မှကျွန်တော်တို့ဒီခြေဆက်လာခဲ့တာဖြစ်ပါတယ်ဒီနိုင်ငံတကာသွားတဲ့နေရာမှာကျွန်တော်တို့ဒီကမ္ဘာကုလသမဂ္ဂပါဝင်ကမ္ဘာကုလသမဂ္ဂအောက်မှာရှိတဲ့ဖွဲ့စည်းအသီးသီးနဲ့ကျွန်တော်တို့ဒီစစ်တွေမှုဆက်ဆံမှုလုပ်နိုင်အောင်ကျွန်တော်ကြိုးစားခဲ့တယ် lobby တွေလည်းကျွန်တော်တို့အမြဲတမ်းပြုလုပ်ခဲ့တာဖြစ်ကြပါတယ်ဒါအပြင်ကျွန်တော်တို့ဒီလူမျိုးနိုင်ငံကိုစားမပြုတ်ရတဲ့ UNPO လို့ခေါ်တဲ့အဖွဲ့အစည်းကြီးတွေမှာလည်းပဲကျွန်တော်တို့ပါဝင်ပြီးတော့မှတက်ကြွပါဝင်လာခဲ့တာဖြစ်ပါတယ်ဒါအပြင်နိုင်ငံတကာအစိုးရတွေနဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့မှကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံအတွင်းမှာကျွန်တော်တို့ဒီလူခွင့်ချုပ်ဖောက်မှုတွေမရှိနောက်ဒီမိုကရေစီထွန်းကားရေးဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးအတွက်ကျွန်တော်အစိုးရတွေကိုကျွန်တော်တို့ဒီအတိအပေအကြောင်းကြားခဲ့တဲ့ကာလလည်းဖြစ်ပါတယ်နောက်ပြီးမှကျွန်တော်တို့ဒီအစိုးရမဟုတ်တဲ့ NGO တွေကိုလည်းကျွန်တော်ဆက်သွယ်ပြီးတော့မှကျွန်တော်တို့ရဲ့ပြည်တော်စုကြီးတည်ဆောက်ရေးအတွက်အင်အားတွေဖြစ်လာအောင်ကြိုးစားခဲ့တဲ့ကာလလို့လည်းကျွန်တော်ပြောလို့ရပါတယ်ဒီတော့ကကျွန်တော်တို့ဒီ98ကနေပြမဒီ2003ကြားကာလဟာပြည်ပကိုကျွန်တော်ခြေဆန့်ခဲ့တဲ့ပါတီအနေနဲ့ကျွန်တော်တို့လုပ်ငန်းတွေတွင်ကျအောင်ကျွန်တော်တို့လုပ်ငန်းတွေတူချဲ့ခဲ့တဲ့ဖြစ်ဒီကာလတွေဖြစ်ခဲ့ပါတယ်နောက်ကျွန်တော်တို့ဒီစရုပ်ထားအနေနဲ့ကျွန်တော်တို့ဘာလုပ်ခဲ့တယ်လဲဆိုတော့မဟာမိတ်တီဆောက်ရေးလုပ်ငန်းတွေကိုကျွန်တော်လုပ်ခဲ့ပါတယ်ကျွန်တော်ဒီကနေ့ဒေါ်လာရေးလုပ်တဲ့နေရာမှာဒီကနေ့ကျွန်တော်အခွင့်အရေးတောင်းဆိုတဲ့နေရာမှာကျွန်တော်ချင်းတွေရဲ့အခွင့်အရေးသာမကပြည်တော်စုအတွင်းမှာရှိတဲ့တိုင်းရင်းသားအားလုံးရဲ့အခွင့်အရေးတွေကိုပါကျွန်တော်တို့တောင်းဆိုပြီးတော့မှအားလုံးတာတူညီမျှမှုရှိတဲ့
တော့တိတ်တိတ်ဝန်းနဲ့ကျွန်တော်အေးတူကူမြနေထိုင်တဲ့ပြည်တော်စုကြီးတိဆောက်ဖို့ရာအတွက်ကျူပနေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့အဲ့ဒါလို့တိုင်းရင်းသားအားလုံးနဲ့ပါဝင်လာနိုင်အောင်ကျွန်တော်တို့မဟာမိတ်လုပ်ငန်းမှာကျွန်တော်တို့ဒီနှစ်တည်းမှာကျွန်တော်တစိမ့်မမလောက်လာခဲ့တာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်နိုင်ငံတကာမှာရောက်ရှိနေတဲ့ကျွန်တော်ချင်းမျိုးသားကျေးအားထဲမှာလည်းပဲစီယုံရေးဝင်ပြီးတော့မှကျွန်တော်ချင်းမျိုးသားအားလုံးဟာကျွန်တော်တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်ကျွန်တော်တိုင်းပြည်လွတ်မြောက်ရေးအတွက်ကျွန်တော်ချင်းမျိုးသားတွေဝင်ရပါခွင့်ရပြန်လည်ရရှိရေးအတွက်ကိုယ်ကျမကိုပြန်လည်ဖန်တီးခွင့်ရရှိရေးအတွက်တက်ကြွပါဝင်လာဖို့ရအတွက်ကျွန်တော်တို့ဖိတ်ခေါ်ခဲ့တဲ့အကားလားလေးဖြစ်ပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ဒီတမျိုးသားလုံးပါဝင်တဲ့ကျွန်တော်တို့ဒီအမျိုးသားလှုပ်ရှားမှုပြည်သူတော်လှန်ရေးဖြစ်ပေါ်လာအောင်လဲဒီကာလအတွင်းမှာကျွန်တော်တို့အားလုံးကိုဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်ဒီတော့ကအပိုင်းလေးပိုင်းနေနဲ့ကျွန်တော်ချင်းမျိုးသားတအုပ်ဟာနှစ်ပေါင်း25နှစ်အတော်တွေမှာအဲ့ဒါလိုခွဲပြီးတော့မှကျွန်တော်တို့ဒီဆောက်ရေးလုပ်ငန်းတွေကျွန်တော်တို့ဒီလှုပ်ရှားမှုတွေကျွန်တော်လုပ်လာခဲ့တယ်ဆိုတာကျွန်တော်အကျဉ်းချုပ်ပေါ်ပြချင်ပါတယ်ဒီတော့က1911ခုနှစ်ရောက်တဲ့အခါကျတော့အစိုးရနေပြီးတော့မှတင်မင်းဆောင်2017ကိုကျွန်တော်ထောက်ပြန်လာပါတယ်အဲ့ဒီထောက်ပြန်တဲ့အထဲမှာကျွန်တော်ဘာပါတယ်ဆိုတော့ကျွန်တော်ဒီအပြစ်ခရဲ့စေးစားလုပ်မယ်နောက်ကျွန်တော်နိုင်ငံရေးကိစ္စတွေကိုနိုင်ငံရေးကျွန်တော်ဆွေးနွေးမယ်တွေ့ဆုံဆွေးနွေးရေးအဖြစ်ရှာရေးနဲ့ကျွန်တော်ဆွေးနွေးမယ်နောက်ကျွန်တော်ပြင်လုံခဲ့သောညီလာခံကြီးကျင်းပပြီးတော့မှပြည်တော်စုကြီးဘလို့တိဆောက်မလဲဆိုတဲ့ဟာကိုပြန်ပြီးတော့မှကျွန်တော်ဆွေးနွေးကြအောင်ဆိုတဲ့ဖိတ်ခေါ်ချက်နဲ့ညီကျွန်တော်တို့ဒီကနေ့အစိုးရနဲ့စကားပြောနေတာဖြစ်ပါတယ်ဒါအပြင်နိုမာလာ19ရက်နေ့2011ခုနှစ်မှာကျွန်တော်တို့သမ္မတဦးသိန်းစေဟာလွှတ်လိုက်တဲ့ဝန်ကြီးဦးအောင်မင်းနဲ့သူ့ရဲ့အပေါင်းပါတွေနဲ့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်မှာတွေ့ပါတယ်သူတို့ရဲ့ကမ်းလှမ်းချက်ကလည်းပဲကျွန်တော်အပိခတ်ရေးစေးလုပ်မယ်နောက်နိုင်ငံရေးစကားပြောမယ်နောက်ပြန်ပြင်လုံခဲ့တော့ညီလာခံကြီးကျင်းပပြီးတော့မှကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်တည်ဆောက်ကြအောင်လို့ကမ်းလှမ်းချက်နဲ့ညီဒီကနေ့အပိခတ်ရေးစေးလုပ်ပြီးတော့မှနိုင်ငံရေးဆွေးနွေးဖို့စိုင်းပြင်းလာတာပဲဖြစ်ပါတယ်ဒီတော့ကကျွန်တော်တို့ဒီကနေ့ဖြစ်ရှိနေတဲ့အနေအထားကိုကျွန်တော်တို့ကြည့်လို့ရှိရင်ကျွန်တော်တို့ချင်းမျိုးသားတွေရဲ့ရက်တည်ချက်ဟာဘယ်နိုင်ငံရေးဆွေးနွေးပွဲမှာဖြစ်ဖြစ်ကျွန်တော်တိုင်းရင်းသားနေတဲ့အထူးကဆွေးနွေးတဲ့နေရာမှာဖြစ်ဖြစ်ကျွန်တော်လူမျိုးတစ်မျိုးဟာကျွန်တော်ချင်းလူမျိုးဟာလူမျိုးတစ်မျိုးဖြစ်ပါတယ်ဆိုတဲ့အနေအထားကိုကျွန်တော်တစိုက်မတ်စကိုင်းဆွေးပြီးတော့မှကျွန်တော်ဆက်ပြီးတော့မှကျွန်တော်သွားမှာဖြစ်ပါတယ်နောက်ပြီးတော့မှကျွန်တော်ပြင်လို့မှာအခြေချခဲ့တဲ့ပြည်တော်စုဖြစ်တဲ့ညီပြည်လုံးရဲ့အခြေခံတွေကိုကျွန်တော်တို့ဒီမာနန်ပြုတ်ပြီးတော့မှလာမဲ့ကာလဆွေးနွေးပွဲတွေမှာတိုင်းပြည်ပြန်လဲပြီးတော့မှတည်ဆောက်ရေးနောက်ကျွန်တော်တို့ဒီချင်းမျိုးသားတွေရဲ့အခြေခံအခွင့်အရေးပြန်လဲရရှိရေးနောက်ကျွန်တော်တို့ဒီချင်းပြည်တွေပါကျွန်တော်တို့အားလုံးကိုကျမကိုဖန်တီးခွင့်ရရှိရေးကျွန်တော်တို့ကအုပ်ချုပ်ခွင့်ရရှိရေးတွေကိုကျွန်တော်ဆောက်လုပ်မှာဖြစ်ပါတယ်နောက်တိုင်းရင်းသားပြည်သူအားလုံးစီမှာအားလုံးအာဏာတွေအချုပ်ချာအာဏာတွေရှိလာဖို့လဲကျွန်တော်တို့ဆက်လုပ်မှာဖြစ်ပါတယ်ဒီတော့ကကျွန်တော်တို့အားလုံးအချင်းချုပ်ပေါ်ပြရလို့ရှိရင်ကျွန်တော်တို့ဒီကနေ့25နှစ်တာချင်းမျိုးသားတအုပ်ရဲ့ရှင်သွင်းနေတဲ့ဒေါ်လာကြီးဟာပြည်သူဒေါ်လာကြီးပဲဖြစ်ပါတယ်ပြည်သူတရက်လုံးပါအောင်မအောင်မြင်ရမယ်ပြည်သူတရက်လုံးပါအောင်ဖို့လိုအပ်တဲ့ကျွန်တော်တို့ဒေါ်လာကြီးပဲဖြစ်ပါတယ်ဆိုတဲ့ဟာကိုဒီ25နှစ်မြောက်ချင်းဒေါ်လာရေးနဲ့မှာကျွန်တော်အခိုင်အမာပြောကြလိုပါတယ်ဒီတော့ကကျွန်တော်တို့ဒီချင်းမျိုးသားတအုပ်ရှင်သွင်းနေတဲ့ဒေါ်လာရှိဟာတိုင်းပြည်နဲ့လူမျိုးအတွက်ဘယ်နေရာနဲ့ပါဝင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ရှင်သွင်းနေတဲ့ဒေါ်လာရေးဒေါ်လာစစ်ဖြစ်ဖို့လိုအပ်ပါတယ်ဒါတနည်းပြောရမယ်ဆိုရင်တခင်စိတ်မွေးပြီးတော့မှဒီနိုင်ငံဟာဒီတိုင်းပြည်ဟာချင်းတို့ပန်စားတဲ့တိုင်းပြည်ဖြစ်တယ်ဒီလူမျိုးတွေဟာကဘာမှာရှိတဲ့လူမျိုးနဲ့တန်းတူရည်တူရှိတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်ဆိုတဲ့အနေအထားမျိုးနဲ့ကျွန်တော်ဒီကနေ့ဒေါ်လာရေးကိုဆက်ပြီးမှဆင်နွှဲမှာဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီကနေပြီးမှပြောကြလိုပါတယ်နောက်ပြီးမှကျွန်တော်ဒီကနေ့ချင်းမျိုးသားတူရဲ့တအုပ်ရဲ့ဆင်နွှဲနေတဲ့စစ်ပွဲဟာသူများခိုင်းမှလောက်ရတဲ့အလုပ်မျိုးသူများလောက်ခိုင်းမှကျွန်တော်တို့လောက်လို့ရတဲ့အလုပ်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ကျွန်တော်တို့ဒါဟာတမိုင်းပေးတောင်းဖြစ်တယ်အမျိုးသားကြီးတောင်းဖြစ်တယ်ဆိုတဲ့ဟာကိုချင်းမျိုးသားအားလုံးသဘောပိုက်ပြီးတော့မှရင်မွေပိတ်ပြီးတော့မှကျွန်တော်တို့သွားမယ်ဒေါ်လာရေးစစ်ပွဲပဲဖြစ်ပါတယ်ဒီတော့ကကျွန်တော်တို့ဒီဒေါ်လာရေးလောက်တဲ့နေရာမှာကိုယ့်ရဲ့စာနာသဘောထားတွေကိုကျွန်တော်တို့ပေးထားပြီးတော့မှကျွန်တော်တို့လူမျိုးနဲ့တိုင်းပြည်ရဲ့
အနာဂတ်ကြီးအတွက်ကောင်းမဲ့ဟာကိုပူရမရွေးချယ်ပြီးတော့မှအဲ့ဒီစိတ်ဓာတ်နဲ့ကျွန်တော်တို့သွားရမှာလည်းဖြစ်ပါတယ်ဒီတော့ကနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့နေချက်အင်္ဂလိပ်လက်မှာကျွန်တော်ကြားရောက်ခဲ့တာဟာကျွန်တော်ချင်းမျိုးသားတွေရဲ့စီလုံးနဲ့အင်အားမရှိခဲ့လို့ဖြစ်ခဲ့သလိုကျွန်တော်ခိုင်မာတောင့်တင်းတဲ့ကျွန်တော်ရဲ့တက်မတော်မတိဆောက်နိုင်ခဲ့လို့ဖြစ်ပါတယ်ဒီတော့ကကျွန်တော်25နှစ်တိုင်တိုင်းကျွန်တော်ဒီတက်မတော်ကိုတိဆောက်လာခဲ့တဲ့အားလျော်စွာနော်လာမဲ့အနာဂတ်မှာလည်းပဲကျွန်တော်တိုင်းပြည်ကျွန်တော်လက်ထဲမှာရှိနိုင်ဖို့ကျွန်တော်လူမျိုးလွတ်မြောက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ခိုင်မာတောင့်တင်းတဲ့တက်မတော်တရက်ကျွန်တော်တိဆောက်ရမှာဖြစ်ပါတယ်ဒီတက်မတော်တိဆောက်ဖို့ရာအတွက်ဒီမှာကြောလာကြတဲ့တက်မတော်သားများချင်းမျိုးသားတက်ဦးတက်ဖို့ဝင်များနောက်ကျွန်တော်ပြည်သူအားလုံးရဲ့တာဝန်ဖြစ်တယ်ဆိုတာနှလုံးသွင်းစေချင်ပါတယ်ဒီတော့ကအားလုံးကနေပြီးမှကျွန်တော်ဒီတက်မတော်ကြီးကိုတိဆောက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အချုပ်ချာအာဏာကျွန်တော်ရဲ့ပိုင်ဆိုင်ခဲ့တဲ့မွေးရပါအခွင့်အရေးတွေဟာကျွန်တော်လက်ထဲမှာပြန်လည်ပြီးတော့ဆင်လာမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်အဲ့ဒီလိုတိဆောက်တဲ့နေရာမှာကျွန်တော်ချင်းမျိုးသားတိုင်းဒီကနေ့အမျိုးသားကြီးကိုဥထိတ်ထားပြီးတော့မှမြို့နယ်စုစိတ်ဒေသဆွဲတွေကိုကျွန်တော်ပေးချိန်ထားပြီးတော့မှအမျိုးသားကြီးမှာစူးစီးကြဖို့ကျွန်တော်လိုအပ်ပါတယ်ဒီစူးစီးမှုနဲ့အညီကျွန်တော်ရဲ့ပါတီကျွန်တော်ရဲ့ဒီတပ်မတော်တိဆောက်ပြီးတော့မှပြည်သူတော်လှန်ရေးကိုကျွန်တော်ဆက်လာမယ်ဒီတော်လှန်ရေးဟာဘုရားမွေအောင်မှာဖြစ်တဲ့ကြောင်းကျွန်တော်ပြောကြတဲ့ဒီကိုထုတ်တယ်